ဂေါ်ဇီလာကိုထပ်ပြီးရမစမိအောင်နဲ့မြေအောက်ကဘာခီးစဉ်အစဉ်ပြေချုံးမွေ့စေဖို့အတွက်အမေရိကန်စစ်တပ်ဟာလေယာဉ်တွေရာချီအသုံးပြုပြီးဒဏ်ရာရနေတဲ့ကွန်ကိုအနာတိကအထိတည်ဆောင်သွားခဲ့ပါတယ်။ကိုနိုးလာတဲ့အခါမှာတော့သူဟာဘာလို့ရမှမသိပဲကြောင်တောင်ဖြစ်နေခဲ့ပါတယ်။သူ့ပတ်ဝန်းကျင်တစ်ခုလုံးကနှင်းတွေနဲ့ဖြူဖွေးနေပြီးမသွားရမှမသိဖြစ်နေချိန်မှာသူနဲ့စကားပြောနိုင်တဲ့ကောင်မလေးရှားပေါ်လာပြီးအိမ်ပြန်လန်းကိုပြသပေးခဲ့ပါတယ်။သူမရဲ့လမ်းပြမှုနောက်ကိုလိုက်ပြီးကိုဟာမြေအောက်ကဘာထဲသွားတဲ့လုံကောင်းရဲကိုတန်းတန်းမတ်မတ်ဝင်သွားခဲ့တယ်လို့ဒေါက်တာလင်းနဲ့အဖွဲ့ကလည်းရင်ပြန်နဲ့ထက်ချက်မကွာလိုက်ပါသွားခဲ့ပါတယ်။ဒါပေမဲ့လမ်းခုလက်ရောက်မှာကွန်လက်ချော်ပြီးပေပေါင်းထောင်ချီမြင့်တဲ့နေရာကနေအဆုံးမရှိတဲ့ရှုံမြောင်ကြီးရဲကိုပြုတ်ကျသွားပါတော့တယ်။ကံကောင်းစွာနဲ့ပဲပြုတ်ကျနေတော့မှကြောက်ဆောင်ကြီးတစ်ခုကိုလှမ်းဆွဲပြီးထိမ့်လိုက်နိုင်ခဲ့ပါတယ်။အနေရကင်းသွားတဲ့အခါမှာတော့သူတို့ဟာတဘာဝအလှတရားတွေနဲ့တတဝဆန်းတွေအများကြီးရှိနေတဲ့ဒဏ္ဍာရီလာမြေအောက်ကဘာတစ်ထဲကိုရောက်ရှိနေပြီဆိုတာသိလိုက်ရပါတယ်။အဖွဲ့သားတွေကအဲ့ဒီမြင်ကွင်းကိုနေမောကြည့်ရှုနေအောင်မှာပဲမသိရှိရတဲ့အနေရတစ်ခုကရုတ်တရက်ဝင်ရောက်တိုက်ခိုက်လာပါတယ်။အဲ့ဒါကတော့ကြီးမားတဲ့ပြန်လွှမ်းမြေနဂါးကြီးတစ်ကောင်ဖြစ်ပြီးပါဆက်ကြီးဟာကဒေါက်တာလင်းနဲ့အဖွဲ့စီကိုထိုးဆင်းလာခဲ့တာပါ။ကျေးဇူးတင်စရာကောင်းတာကကွန်ဟာအဲ့ဒီအကောင်ရဲ့အမီးကိုအချိန်မီလန်းဆွဲပြီးမြေကြီးပေါ်ကိုရိုက်ချလိုက်နိုင်ခဲ့ပါတယ်။ဒုတိယမြေနဂါးတစ်ကောင်ကအနောက်ကနေအလစ်ဝင်တိုက်ဖို့ကြိုးစားပေမဲ့ကွန်ကပထမအကောင်ရဲ့ခန္ဓာကိုယ်ကိုလက်နဲ့တပွဲကင်ပြီးပြစ်ပေါက်လိုက်တာကြောင့်ဒုတိယအကောင်ပါလွင့်ထွက်သွားခဲ့ပါတယ်။ပထမမြေနဂါးကပြန်ထလာပြီးကွန်ရဲ့ကိုယ်လုံးကိုရစ်ပက်ကညှစ်တက်ဖို့ကြိုးစားပါတော့တယ်။အဲ့ဒီလိုအရေးကြီးရဲ့အချိန်မှာဒေါက်တာလင်းကရင်ပြန်ပေါ်ကနေဒုံးကျည်တွေနဲ့ပစ်ခတ်လိုက်လို့မြေနဂါးကြီးဒဏ်ရာရသွားပါတယ်။အဲ့ဒီအခွင့်အရေးကိုယူပြီးကွန်ကရုံထွက်လိုက်ကမြေနဂါးကြီးကိုအပြင်းထန်ပြန်လဲတိုက်ခိုက်ပြီးအောင်းကိုကိုက်ဖြတ်လို့အားအင်ပြန်ဖြည့်လိုက်ပါတော့တယ်။အားအင်တွေပြေဝသွားတဲ့ကွန်ဟာမြေအောက်ကဘာရဲ့အတွင်းပိုင်းစီကိုဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။တစုံတစ်ခုသောစွမ်းအားကသူ့ကိုရှေ့ဆက်သွားဖို့လမ်းပြနေတယ်လို့ခံစားနေရပါတယ်။နောက်ဆုံးမှာတော့သွေးရောင်လက်ဝါးရာကြီးထင်နေတဲ့ကြီးမားလာတဲ့ကြောက်တကားကြီးတစ်ခုရှေ့ကိုရောက်ရှိသွားပါတယ်။ကွန်ကခဏလောက်ကြည့်လိုက်ပြီးသူ့လက်ဝါးနဲ့အဲ့ဒီလက်ရာပေါ်ကိုထက်လိုက်တဲ့အခါမှာတော့တကားကြီးကတုန်ခါပြီးပွင့်သွားခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့သူဟာသူ့ရဲ့ဇာတိမြေကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ဒါပေမဲ့ခမ်းမကြီးရဲ့မှာတော့တိတ်ဆိတ်နေပြီးကြီးမားတဲ့စစ်ပွဲတစ်ခုဖြစ်ခဲ့ပုံရတဲ့အယိုးစုတွေပြန့်ကျဲနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီရိုးစုတွေကြားထဲမှာကွန်ကစစ်ပူစိန်ကြီးတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။သူကပူစိန်ကိုမြောက်တင်လိုက်ပြီးဟိန်းဟောက်လိုက်ပါတယ်။ရုတ်တရက်ဆိုသလိုပဲပူစိန်ကနေအပြာရောင်လင်းနှန်းတွေတောက်ပလာပါတယ်။မြေကြီးပေါ်မှာအပေါက်တစ်ခုကိုတွေ့တာနဲ့ကွန်ကပူစိန်ကိုအဲ့ဒီထဲထိုးဆိုင်လိုက်ပါတယ်။စွမ်းအင်တွေစီးဆင်းသွားပြီးပတ်ဝန်းကျင်ကပူစိန်ပုံတန်ထန်တွေအားလုံးအပြာရောင်တောက်ပလာခဲ့ပါတယ်။တကယ်တော့ဒီလက်နက်တွေဟာဂေါ်ဇီလာရဲ့ကြောကုန်းပေါ်ကအချွန်တွေနဲ့ပြုလုပ်ထားတာဖြစ်ပြီးဒီနေရာဟာစွမ်းအင်ဖြစ်တင်းတဲ့နေရာဖြစ်နေတာပါ။မြေအောက်ကဘာရဲ့စွမ်းအင်ရင်းမြစ်ကိုတွေ့ရှိသွားပြီးမို့စစ်တပ်ကဆက်ရုပ်လုပ်ပြီးနမူနာကောက်ယူဖို့အမြန်လှုပ်ဆောင်ပါတော့တယ်။ဒီအချိန်မှာပဲအပေါ်ကဘာမြေပေါ်မှာရှိတဲ့ဂေါ်ဇီလာကတစုံတစ်ခုကိုအာယုံခံမိသွားပုံရပါတယ်။သူကခေါင်းမော့ပြီးစွမ်းအင်တွေစုစည်းကမြေအောက်ကဘာစီကိုတဲ့မတ်မတ်စွမ်းအင်ရောင်ကြည်ရမ်းနဲ့မှုထုတ်လိုက်ပါတယ်။စက္ကန့်ပိုင်းတွင်းမှာပဲအလင်းနှန်းကကဘာမြေလွှာတွေကိုဖောက်ထွင်းသွားပြီးဂေါ်ဇီလာကအောက်ဖက်စီကိုတတိပေးတန်ဟိန်းဟောက်လိုက်ပါတယ်။သူ့အိမ်ကိုရှာတွေ့ကဆက်ရှိသေးပေမဲ့ခဏအတွင်းမှာပဲဖျက်ဆီးခံလိုက်ရတာကိုမြင်လိုက်ရတဲ့ကွန်ဟာဒေါသတွေအလိမ့်လိုက်ထွက်လာပါတော့တယ်။ဒီတစ်ချိန်မှာတော့ဂေါ်ဇီလာကိုလက်စားချေဖို့သူဆုံးဖြတ်လိုက်ပါတယ်။စစ်ပူစိန်ကြီးကိုလက်နှစ်ဖက်နဲ့ဆွဲကင်ပြီးမြေအောက်ကဘာရဲ့ဟိုဖက်ချမ်းကိုပြေးထွက်သွားကတင်မင်းတမန်တိုက်ပွဲတစ်ခုဆင်နွှဲဖို့အသင့်ပြင်လိုက်ပါတော့တယ်